တိုက်ချက်တစ်ကောင်မှာခြေတော့ကဇာတိကိုပြပြီးအတက်ကတော့အဆုံးသက်နိုင်စွမ်းကိုဖော်ပြတဲ့လက်နက်ပဲဖြစ်ပါတယ်။ခြေရောင်တိုက်ချက်ကျမ်းတဲ့အရာအစွမ်းထက်တဲ့အတက်လက္ခဏာတွေကိုခုလိုမှတ်သားနိုင်ပါတယ်။ပထမဆုံးအနေနဲ့အတက်ရဲ့တီနေရပါ။အတက်ဟာခြေဖွားနဲ့နီးနီးအောက်ပတ်ကိုညှိညှိလေးပေါက်နေမှအသုံးဝင်တာပါ။တဲ့ထွေနေုံပေါ်မဟုတ်ပဲအပေါ်ကိုအနှဲငယ်ကော့တက်နေတဲ့အတက်လှမျိုးကမှရန်သူအသားတွေကိုနှက်နှက်ရှမ်းရှမ်းဝင်နိုင်တာဖြစ်ပါတယ်။ဒုတိယအချက်ကတော့အတက်အမျိုးအစားပါ။အတက်လုံးတာကအယိုးထီအောင်ထိုးနိုင်တယ်လို့အတက်ပြားတာကလည်းဓားသွားလို့ရှော့တည်စေပြီးဒဏ်ရာအမြန်ရစေပါတယ်။အဖိုးတန်တဲ့အကြီးကွက်တွေကိုလည်းကြည့်ရပါသေးတယ်။အတက်ရဲ့အပေါ်တဲ့ကွာအကြီးကွက်ကြီးပိန်နေရင်အတက်စီးလို့ခေါ်ပြီးမျက်မှန်ကိုတဲ့ထိုးနိုင်တဲ့ချက်မျိုးပါ။အတက်ပတ်လည်မှာအကြီးငယ်လေးတွေရန်နေတဲ့အတက်ရန်နဲ့အကြီးကွက်တွေပတ်နေတဲ့အတက်ပတ်ဆိုရင်တော့အလွန်ရှားပါတဲ့အောင်ချက်တွေလို့ဆိုရမှာပါ။နောက်ဆုံးကတော့အတက်ရဲ့အယောင်နဲ့ခိုင်ခံမှုပါ။အယိုးလိုဖြူဖွေးတဲ့ကြောက်အတက်ကထိုးချက်ပြင်းတယ်လို့အယောင်နှမျိုးဆက်နေတဲ့အတက်ကြားတွေကလည်းအလွန်ပါနိုင်ကြပါတယ်။အတက်ဟာမာကြောပြီးလှုပ်မနေဖို့ကတော့အဓိကပဲဖြစ်ပါတယ်။ဒါကြောင့်ရှေးလူကြီးတွေကအတက်ဆိုတိုင်းကြက်ရက်တာဓားထံမှရန်သူလဲမှာလို့ဆိုခဲ့ကြတာပါ။သင်ချက်မှာရောဒီလိုအတက်လက္ခဏာတွေပါရဲ့လားစစ်ဆေးကြည့်လိုက်ပါဦး